မန္တလေးကတဲ့တင်းချန်နေရနေအားလုံးကိုကြိုဆိုလိုက်ပါတယ်မြန်မာစစ်တပ်နဲ့ပူးပေါင်းနေတဲ့ DKB တပ်ဖွဲ့နဲ့ခေါင်းဆောင်၄ဦးဖြစ်တဲ့စောစတီစောစိန်ဝင်းစောစန်းအောင်တို့နဲ့ဆိုင်းကျော်လှတို့ကိုကြားပြအွန်လိုင်းငွေလိမ်လည်မှုများအတွက်အမေရိကန်ကအရေးယူတန်ခတ်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အမေရိကန်ကကြားပြတိုက်ခိုက်ရေးဖွဲ့စည်းလိုက်ပြီးမြန်မာလာအိုနဲ့ကမ်ဘောဒီးယားမှာရှိတဲ့ကြားပြဂိုင်းတွေကိုနှိမ်နင်းမယ်လို့သိရပါတယ်အမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားလိမ်လည်နေတဲ့ကြားပြအွန်လိုင်းငွေလိမ်လည်မှုများအတွက်DKB တပ်ဖွဲ့နဲ့ခေါင်းဆောင်၄ဦးဖြစ်တဲ့စောစတီစောစိန်ဝင်းစောစန်းအောင်နဲ့ဆိုင်းကျော်လှတို့ကိုအမေရိကန်ကရေးယူတန်ခတ်ပိတ်ဆို့လိုက်ကြောင်းအမေရိကန်အစိုးရဗန်နာရေးဝန်ကြီးဌာနကနိုဝင်ဘာလ12ရက်နေ့မှာတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။အမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားသောစိုက်ဘာလိမ်လည်မှုလုပ်ငန်းများမှာပါဝင်ပတ်သက်မှုအတွက်မြန်မာလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Democratic ကရင်အကျိုးပြုတပ်မတော် DKB အပေါ်မှာပိတ်ဆို့ရေးယူမှုများချမှတ်လိုက်ကြောင်းအမေရိကန်ရဲ့ပိတ်ဆို့မှုမှာတော့ DKB ခေါင်းဆောင်၄ဦးဖြစ်တဲ့ဆိုင်းကျော်လှစောစတီစောစိန်ဝင်းနဲ့စောစန်းအောင်တို့လည်းပါဝင်ကြောင်းသိရပါတယ်။အဲ့ဒါအပြင် DKB နဲ့ပူးပေါင်းဆောင်ရွက်နေသော Trans Asia International Holding Group Thailand Company Limited နဲ့ Trustar Company Limited တို့ကို၎င်းထိုင်းနိုင်ငံသားချမ်မူစာဝန်တို့ကိုလည်းရေးယူခဲ့ကြောင်းသိရှိရပါတယ်။ကြားပြန့်စင်တာများမှာလူမောင်ကိုကူးခံရသောဝန်ထမ်းများလိမ်လည်မှုမှရရှိသောငွေများဖြင့် DKB က၎င်းရဲ့အနေရရှိသောလှုပ်ရှားမှုအတွက်ငွေကြေးထောက်ပံ့သုံးစွဲလျက်ရှိကြောင်းသိရှိရပါတယ်။ဗန်နာရေးဝန်ကြီးဌာနရဲ့အကြမ်းဖက်မှုနဲ့ဗန်နာရေးထောက်လှမ်းရေးဆိုင်ရာလက်ထောက်အတွင်းဝင်ဂျွန်ကေဟာလီကမြန်မာနိုင်ငံကနေလှုပ်ရှားနေတဲ့ရာဇဝတ်ကွန်ရက်တွေကအွန်လိုင်းလိမ်လည်မှုတွေကနေတဆင့်အမေရိကန်တွေစီကဒေါ်လာဘီလီယံပေါင်းများစွာကိုခိုးယူနေကြပါတယ်။ဒီကွန်ရက်တွေကလူတွေကိုလည်းမှောင်ခိုကူးနေပြီးမြန်မာနိုင်ငံရဲ့ရက်စက်ကြမ်းကြုတ်တဲ့ပြည်တွင်းစစ်ကိုပို့ပြီးမီးထိုးပေးနေပါတယ်။ဒီစိုက်ဘာရာဇဝတ်ကောင်တွေကိုသူတို့ဘယ်နေရာမှာပဲလှုပ်ရှားနေပါစေနောက်ရန်ခံလိုက်ဖို့နဲ့အမေရိကန်မိသားစုတွေကိုသူတို့ရဲ့အမျက်ထုတ်မှုကနေကာကွယ်ဖို့အတွက်ကျွန်တော်တို့မှာရှိတဲ့နီလန်ဘောင်းဆောင်နဲ့လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အဲ့ဒါအပြင်အမေရိကန် FBI အပါအဝင်အစိုးရ agency များပါဝင်သောလိမ်လည်မှုစင်တာကြားပြန့်တိုက်ခိုက်ရေးအဖွဲ့ Scam Center Strike Force ကိုဖွဲ့စည်းကြောင်းကြေညာလိုက်ပြီးအမေရိကန်နိုင်ငံသားများအပေါ်မှာလိမ်လည်မှုများကိုတိုက်ဖျက်သွားမယ်ဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်ရေးအဖွဲ့ကမြန်မာကမ်ဘောဒီးယားနဲ့လာအိုနိုင်ငံတို့ကိုအဓိကထားပြီးအဆိုးရွားဆုံးသောအရှိတောင်အာရှမှာကြားပြန့်လိမ်လည်မှုစင်တာများနဲ့ခေါင်းဆောင်များကိုစုံစမ်းစစ်ဆေးရန်တရားစွဲဆိုရန်အတွက်အစိုးရ agency များထောက်လှမ်းရေး agent များနဲ့အစိုးရရှင်းနေများကိုတာဝန်ပေးလိုက်ကြောင်းသိရှိရပါတယ်။ကြားပြန့်လိမ်လည်မှုစင်တာတိုက်ခိုက်ရေးအဖွဲ့မှာတော့ American OFAC နိုင်ငံရေးဝန်ကြီးဌာနနဲ့အခြား agency များကိုပူးပေါင်းပြီးတော့အစိုးရတွင်ရှိနေတဲ့နီလန်အားလုံးအသုံးပြုပြီးပိတ်ဆို့ရေးယူမှုများပိုင်ဆိုင်မှုတင်းစီမှုများနဲ့လူပုဂ္ဂိုလ်များကိုရာဇဝတ်မှုများဖြင့်တရားစွဲဆိုခြင်းများပြုလုပ်ပြီးတော့လိမ်လည်မှုစင်တာများကိုတိုက်ဖျက်ရန်အမေရိကန်အခြေခံစောက်အုံများကိုကာကွယ်ရန်နဲ့အများပြည်သူပညာပေးခြင်းညနာသူများကိုကာကွယ်ရန်လှုံ့ဆော်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။အမေရိကန်က2025မေလ9ရက်နေ့စစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင်စောချစ်သူနဲ့၎င်း၏သား2ဦးဖြစ်သောစောထူရဲ့မှုနဲ့စောချစ်ချစ်တို့နဲ့အတူအမေရိကန်နိုင်ငံသားများကိုထိခိုက်စေသည့်လူကုန်ကူးမှုနဲ့စိုက်ဘာလိမ်လည်မှုများလက်ကူချွဲမှုစေရာတွင်ပါဝင်သည့်အတွက်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကျူးလွန်သည့်အဖွဲ့အစည်း TCO အဖြစ်သတ်မှတ်ရေးယူခဲ့ပါတယ်။2025စက်တင်ဘာလ10ရက်နေ့တွင်ကမ်ဘောဒီးယားနဲ့မြန်မာနိုင်ငံအခြေစိုက်ကုမ္ပဏီ12ခုနဲ့လူပုဂ္ဂိုလ်2ဦး BGF ခေါင်းဆောင်စောချစ်သူလက်အောက်ခံ2ဦးအပါအဝင်တို့ကိုထပ်မံရေးယူခဲ့ပါတယ်။အဓိကအဖြစ်ပြောရမယ်ဆိုရင်တော့ဗျာရှေ့တောင်အာရှအခြေစိုက်ကြားပြန့်လိမ်လည်မှုရာဇဝတ်ကောင်များကကြီးမားသည့်စိုက်ဘာလိမ်လည်မှုများဖြင့်အမေရိကန်နိုင်ငံသားများကိုပုံမပြစ်မှတ်ထားလာကြပြီးတော့အမေရိကန်ဆိုရရဲ့ခံမှန်းချက်အရ2024ခုနှစ်မှာရှေ့တောင်အာရှအခြေစိုက်လိမ်လည်မှုများကြောင့်အမေရိကန်နိုင်ငံသားများအနည်းဆုံးဒေါ်လာ10ဘီလီယံကအဆုံးရှုံးခဲ့ရပြီးတော့ယခင်နှစ်တက်66%တိုးလာခဲ့ကြောင်းသိရှိရပါတယ်။အမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားပြီးငွေကြေးများခိုးယူခဲ့သည့်ဆိုင်ဘာလိမ်လည်မှုလုံဆောင်သည့်နေရာမြန်မာနိုင်ငံကရင်ပြည်နယ်မြောက်ရီအမျိုးအနီးတွင်တည်ရှိသောတိုင်ချမ်ဘတ်ဖြစ်ပြီးရင်းကြားပြန့်စင်တာသည် DKB ထိန်းချုပ်နယ်မြေတွင်တည်ရှိကြောင်းသိရသည်။ထိုင်ချမ်းကြားပြန့်စင်တာကို DKB မှာဆိုင်းကျော်လာနဲ့ Trans Asia တို့မှစတင်တည်ထောင်ခဲ့ကြောင်း DKB ကထိုင်ချမ်းစောက်အောင်ကိုလုံခြုံရေးပေးကဆက်လက် level ပြင်ပြုတာမှာကအစောက်အောင်တွင်ပိတ်မိနေတဲ့လူကုန်ကူးကန်ရသူများအပေါ်မှာအကြမ်းဖက်မှုတွေလည်းပြုလုပ်ပြီးတော့လိမ်ကျပ်ဖက်မှုများလည်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ DKB စစ်သားတွေကလက်ထိတ်ခတ်ထားသောလိမ်လည်သောဝန်ထမ်းများကိုရိုက်နှက်နေသည့်ရုပ်သံများပေါ်ထွက်လာခဲ့ပြီးတော့လူကုန်ကူးခံရသူများကိုလျှက်စစ်လျှော့ရိုက်ခြင်းအမောင်ကန်ထဲမှာညှင်းပန်းနှိပ်စက်ခြင်းနဲ့အခြားရက်စက်ကြမ်းကြုတ်မှုများလှုပ်ဆောင်ခဲ့ကြောင်းဤလိမ်လည်မှုမှာလဲပတ်မှုများတွေကတော့ DKB မှာရန်ပုံငွေများရရှိကြောင်း DKB မှာတရုတ်နိုင်ငံမှာရာဇဝတ်မှုကျွမ်းလည်သူများနဲ့ပူးပေါင်းပြီး
မိရစေဝါလူလက်နဲ့တော်ရန်တလိဆန်မှောင်ခိုကူးဒါတွေငွေကြီးခွာချတာတွေမှာလည်းပါဝင်ပတ်သက်နေကြောင်းကိုသိရှိရပါတယ်အမေရိကန်ဆိုရက Trans Asia Company Trust Star Company DKB ရဲ့တပ်ဖွဲ့နဲ့ဆိုင်းကျော်လာတဲ့ကိုအမေရိကန်ရဲ့မြို့သားလုံခြုံရေးနိုင်ငံခြားရေးမှုဝါဒစီးပွားရေးကျန်းမာရေးနဲ့ဗန်နာရေးတည်ငြိမ်မှုကိုခြောက်ခြားသူများဖြစ်သတ်မှတ်ရေးယူထားကြောင်းအဲ့ဒီအပြင် DKB ရဲ့စစ်ဦးစီးချုပ် Source DKB ရဲ့ဗိုလ်ချုပ်ကြီးစောစိန်ဝင် DKB ရဲ့စစ်ဦးစီးရရှိချုပ်စောအောင်ဆန်းတို့ကိုလည်းအမေရိကန်ကပိတ်ဆို့တန်ခတ်ရေးယူထားကြောင်းသိရှိရပါတယ်ခင်ဗျာ